One Piece ဆိုတာရည်စရာတွေစွမ်းစားမှုတွေပြည့်နေနေတဲ့ပျော်စရာကောင်းတဲ့ပင်လယ်ပြင်ကြီးတစ်ခုဆိုပြီးအလုံးကထင်နေကြတာပါဒီပျော်စရာကောင်းမှုတွေရဲ့နောက်ကွယ်မှာခြောက်ခြားစရာကောင်းတဲ့ theory တွေပုံအောင်နေရဆိုတာကိုတတိထားမိကြရဲ့လားလူဖီရဲ့အောင်မြင်မှုတွေရဲ့နောက်ကွယ်မှာဘလို့ကြောက်စရာကောင်းတဲ့ပိစက်မှုတွေရှိနေမလဲ Florian Triangle တဲ့ကမြူတွေကြားထဲမှာပုံအောင်နေတဲ့အေယာမတရဝါကြီးတွေကဘာတွေလဲပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်း800ခန်းကကဘာကြီးကိုအရေးထက်ကနေအုပ်ချုပ်နေတဲ့အီမူဆာမာရဲ့ခြောက်ခြားစရာကောင်းတဲ့ theory ကရောဘာဖြစ်နိုင်မလဲဒီနေ့ဗီဒီယိုမှာတော့ One Piece ပရိသတ်တွေကြားမှာအငင်းပွားစရာအကောင်းဆုံးနဲ့နာမည်ကြီးတဲ့ Death Theory အကြောင်းကိုအသေးစိတ်သိဆက်ပေးသွားမှာပါတချို့ theory တွေဆိုရင်ဒါဟာ anime တစ်ခုတစ်ထောင်ပို့ပြီးကြောက်စရာကောင်းနေတယ်ဆိုတာကိုတွေ့ရပါလိမ့်မယ်အခုပြပြမဲ့ theory တွေကတစ်ချိန်ကအငင်းပွားခဲ့တဲ့ theory တွေဖြစ်တာမို့ကျွန်တော်ဘက်ကအမှားပါခဲ့ရင်နားလည်ပေးကြဖို့တောင်းဆိုပါတယ်ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ရအောင် Florian Triangle Theory One Piece မှာ Grand Line ကိုဖြတ်တန်းမှုတဲ့ပင်လယ်ဓမြတိုင်းကြောက်ရတဲ့နေရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ Florian Triangle ပါပဲနှစ်စဉ်နှစ်တိုင်းတင်းမောပေါင်း100ကျော်ဟာဒီနေရာမှာအစအနမကျအောင်ပျောက်ဆုံးနေတာပါဒါဟာရှီဂျီဘူကိုင်းတယောက်ဖြစ်တဲ့ဂက်ကိုမိုရီယာကြောင့်လို့ထင်ခဲ့ကြပေမဲ့မဟုတ်ခဲ့ပါဘူး Thriller Break ဇလန်ပြီးမှာတော့မိုရီယာထပ်ပိုကြောက်ဖို့ကောင်းတဲ့အရာတစ်ခုရှိနေတယ်ဆိုတာကိုကျွန်တော်တို့သိလိုက်ရပါတယ်အဲ့ဒီကျွင်းချင်းကနေထွက်ခွာသွားတဲ့အချိန်မြူကိုတွေကြားထဲမှာတောင်ထက်တောင်ကြီးမှတဲ့အရေးကြီးသုံးခုကိုတွေ့ခဲ့ရပါတယ်ဒီအရေးကြီးတွေထဲမှာနီးရဲနေတဲ့မျက်လုံးကြီးတွေပါဝင်ပြီးသူတို့ရဲ့အရွယ်စားဟာဇူးနေရှာထက်3-4ဆပိုကြီးနေတယ်လို့သိရပါတယ်ဒီအချက်တွေကိုကြည့်ပြီးခြောက်ခြားစရာကောင်းတဲ့ fan theory တွေအများကြီးထွက်လာတာပါအဲ့ဒီထဲကမှနာမည်ကြီးပြီးတော့အငင်းခုန်ဖြစ်ကြတဲ့ fan theory တွေကိုပြပြပေးသွားပါမယ်ပထမတစ်ခုကတော့သူတို့ဟာဇိုရန်အသီးစားပြီးအဝေးကနေဖြစ်ထားသူတွေဖြစ်ပေမဲ့မထိန်ချုပ်နိုင်တော့ပဲအတိအကျပြောင်းသွားတဲ့သူတွေပါနောက်ဆုံးတော့လူသားစစ်စစ်မဟုတ်တော့ပဲတိရစ္ဆာန်စိတ်ပဲရှိတော့တဲ့မွန်စတာကြီးတွေဖြစ်သွားကြတာပါအဲ့လောက်ထိကြီးမားနေရတာကလည်းသူတို့စားတဲ့အသီးကမတိကယ်ဆိုရဖြစ်လို့ဆိုပြီး theory ထုတ်ထားတာပါနောက်တစ်ခုကတော့ Florian Triangle တဲ့ကအရေးကြီးသုံးခုဟာလွန်ခဲ့တဲ့နှစ်ပေါင်း800တုန်းကအီမူဆာမန်ကိုတိုက်ခိုက်ခဲ့တဲ့အင်အားကြီးပုဂ္ဂိုလ်တွေဖြစ်နိုင်ပါတယ်သူတို့ဟာရန်သူကိုအနိုင်ယူဖို့အတွက်သူတို့ရဲ့ defense စွမ်းအားကိုအဆုံးထိအဝေးကနေသုံးခဲ့ကြတာပါဒါပေမဲ့သူတို့ရဲ့စိတ်ကလုံးဝမထိချုပ်နိုင်တော့ပဲ defense ရဲ့ဝမ်းမြေခြင်းကိုခံလိုက်ရပါတယ်နောက်ဆုံးမှာတော့သူတို့ဟာလူသားပုံစံပြောင်းဆုံးသွားပြီးဇူနင်းရှာထက်တောင်ကြီးမှတဲ့အေယာမတရဝါကြီးတွေအဖြစ်ထာဝရပြောင်းလဲသွားကြတာဖြစ်နိုင်တယ်ဆိုပြီး theory ထုတ်ထားတာပါဒီကောင်ကြီးတွေကအခုချိန်ထိ mystery ဆန်ဆန်ရှိနေတော့မှာပဲနောက်ပြီးတော့ဝမ်မီကဘာကြီးထဲမှာဒီကောင်ကြီးတွေကအကြီးဆုံးပါပဲအိုဒါကလည်းရွေချက်ရှိပြသွားတာမို့သူတို့ရဲ့အကြောင်းကိုတရားဝင်အဖြစ်ထွက်လာတဲ့အချိန်ကြီးစောင့်အောင်ပါပါကျွန်တော်ကတော့သူများထုတ်တဲ့ theory တွေကိုလိုက်ပြီးဖတ်ရတာတဘောကြတဲ့သူမို့ကိုရိုင်း theory တွေမထုတ်တတ်ပါဘူး brother တို့လည်းဒီကောင်ကြီးတွေနဲ့ပတ်သက်တဲ့ theory တွေသိရင် comment မှာရေးပေးခဲ့လို့ရပါတယ် OB Nomi theory လောရဲ့ OB Nomi ဟာဘာဖြစ်လို့ဝမ်မီထဲမှာ5 billion တောင်တန်ကြီးရှိနေရလဲဆိုတာကိုသိကြလားဒါဟာစေကူတယုံတွေမကပဲကဘာကြီးကိုအုပ်ချုပ်နေတဲ့အီမူဆာမရဲ့ထာဝရအသက်နဲ့ဓာတ်ရိုက်ပတ်သက်နေလို့ပါလောရဲ့အသီးဟာအီမူအတွက်ဘယ်လိုမျိုးဖြစ်နေရလဲဆိုတဲ့ဓာတ် theory ကိုရှင်းပြပေးသွားမှာပါ OB Nomi ရဲ့ overpower ဖြစ်တဲ့တက္ကနီကတော့အသုံးပြုသူရဲ့အသက်နဲ့လဲပြီးတခြားတစ်ယောက်ကိုထာဝရအသက်ပေးနိုင်တာပါ theory အရလွန်ခဲ့တဲ့နှစ်ပေါင်း800တုန်းကလည်းအီမူဟာ OB Nomi အသီးပိုင်ရှင်တစ်ယောက်ကိုအတင်းကျပ်ခိုင်းပြီးတော့ထာဝရအသက်ကိုရယူခဲ့တာဖြစ်နိုင်ပါတယ်ဒီထာဝရအသက်ဆိုတာတစ်ခါလုပ်ပြီးရင်ထာဝရမြဲနေတာမဟုတ်ဘဲ recharge လုပ်နေရတာမျိုးဖြစ်နိုင်ပါတယ်ဒါကြောင့် World Government ဟာ OB Nomi ပေါ်လာတိုင်း5 billion ပေးပြီးလိုက်ဝယ်နေတာပါရည်ရွယ်ချက်ကတော့အီမူရဲ့ထာဝရအသက်ကိုထပ်မံအားဖြည့်ပေးဖို့အတွက်နောက်ထပ်ပိုင်ရှင်တစ်ယောက်ကိုအသေးခံခိုင်းမှုပါပဲလောဟာအီမူအတွက်တော့လူသားတရားမဟုတ်ဘဲသူ့အသက်ကိုဆက်ပေးမဲ့ဘက်ထရီတစ်လုံးလိုပဲမြင်နေတာပါနောက်တစ်ယောက်ပြောထားတဲ့ theory ကတော့ဖြစ်နိုင်ခြေများတယ်ဆိုပြီးနာမည်ကြီးပါသေးတယ်လောရဲ့နာမည် Trafalgar D ဝါတာလောရဲကအတန်နဲ့ဆင်သူဝါတာလူဆိုတာနပိုလီယန်စစ်ရုံးခဲ့တဲ့နေရာပါဒါဟာလောရဲ့သသိန်းကမလှပနိုင်မှုဆိုတဲ့အရေးအမွားပါ theory တစ်ခုအရလောဟာအီမူရဲ့ထာဝရအသက်ကိုပြန်လည်ရုပ်သိမ်းပစ်ဖို့အတွက်သူ့အသက်ကိုသတိရလိမ့်မယ်လို့ယူဆကြပါတယ်ဒါကြောင့်သူကအီမူနဲ့တွေ့မဲ့ final war မှာအဓိကနေရာကနေပြတ်မာလာလိမ့်မယ်ဆိုပြီး theory ထွက်ထားတာပါဒီ theory က Black Beard နဲ့ လောဘတ်တဲ့အပြီးမှာထွက်လာတဲ့ theory တစ်ခုပါအိုဒါကတော့ character တွေကိုလွယ်လွယ်နဲ့မတက်ဘူးဆိုပေမဲ့ final war လိုမျိုးအခန်းရောက်ရင် side character တွေမတည်ဘူးဆိုတာအာမခံလို့မရပါဘူး Luffy time after Pirate theory ဒါကတော့ One Piece fan တွေကြားမှာအငင်းရဆုံးနဲ့စိတ်မကောင်းစရာအကောင်းဆုံး death theory ပါ Luffy ဟာ Pirate King ဖြစ်ပြီးတာနဲ့တည်ဆုံသွားလိမ့်မယ်ဆိုတဲ့အရေးမွားတွေကဇလန်ထဲမှာအများကြီးရှိနေပါတယ် Luffy ဟာသူ့ရဲ့ရည်မှန်းချက်အတွက်သူ့ရဲ့တတန်းကိုအကြိမ်ကြိမ်အရင်နှီးလောက်ခဲ့တာပါလူရှိပြောခဲ့တယ်လို့ဂီယာသူ့သုံးတာဟာနှလုံးကိုအသိဉာဏ်လုပ်ပေးတာမို့ခန္ဓာကိုယ်ကိုလောင်ကျွမ်းစေပြီးအသက်ကိုတူစေပါတယ်Ivango ရဲ့ဆေးတွေနဲ့အသက်ရှင်မှုကြိုးစားတုန်းကလည်း Luffy ဟာသူ့ရဲ့တတန်းစနစ်ကိုစတေးခဲ့ရတာပါ Luffy ကတော့ Ace ကိုကယ်ဖို့အတွက်စနစ်မကလို့အနှစ်တရာဖြစ်နေရင်တော့အခုအသက်ရှင်မှုပဲအရေးကြီးတယ်ဆိုတဲ့စိတ်နဲ့အဲ့ဒီတန်ချင်းကိုပေးပြီးကုသမှုကိုခံယူခဲ့တာပါဒါကြောင့် Luffy ဟာ Pirate King ဖြစ်တာနဲ့တေမယ်ဆိုတဲ့ theory တွေထွက်လာတာပါဒီ theory ကို Law က Luffy ကိုအသက်ပေးပြီးကယ်တင်ပေးလိမ့်မယ်ဆိုတဲ့ theory နဲ့ပြင်ညင်းထားပါတယ်ဒါပေမဲ့ Law ရဲ့အစွမ်းကြောင့် Luffy ဟာထာဝရအသက်ကိုရသွားမယ်ဆိုရင်သူ့ရဲ့တင်ငယ်ချင်းတွေတရားပြီးရောက်တည်ဆုံးသွားတာကိုထိုင်ကြည့်နေရမယ်ထာဝရအထီးကျန်ချင်းတာကိုခံစားရမှာပါဒါဟာ Luffy အတွက်တော့တရားထက်ပိုဆိုတဲ့ငရဲပဲဖြစ်နေမှာပါဘာပဲဖြစ်ဖြစ်ဒီ theory တွေကတော့ဖြစ်လာတာမဖြစ်လာတာထက်ဖတ်ရတာနဲ့တင်တော်တော်စိတ်ဝင်စားဖို့ကောင်းတာအမှန်ပဲ The Last Musician Theory
ဝမ်ဘီအဖွဲ့ဝင်တွေထဲမှာဘယ်သူကအသက်ရှိဆုံးရှင်သန်မလဲဆိုရင်အားလုံးကဘရုတ်လိုပဲဖြေကြမှာပါဒါဟာဘရုတ်အတွက်တော့ဆုလက်မဟုတ်ပဲကျင်းတာတစ်ခုဖြစ်နေမယ်လို့ထင်ပါတယ်သောဟတ်အဖွဲ့ဝင်တွေအားလုံးတည်ဆုံသွားချိန်မှာဘရုတ်တယောက်တည်းဘာရဂျီယိုမလဲဆိုတဲ့ဓာတ်တီယိုတွေကိုပြပြပြီးသွားပါမယ်သူစားထားတဲ့ယိုမီနိုမီရဲ့အစွမ်းကသူ့ကိုဒုတိယအကြိမ်အသက်ပေးခဲ့တာပါသူဟာအခုဆိုရင်အယေစုတက်တက်ပဲရှိတော့တာမို့လို့အိုမင်းရော်ခြင်းမရှိတော့ပါဘူးဆိုလိုတာကနောက်နှစ်ပေါင်း50-60ကြာတဲ့အခါလူဖီဇိုရိုနာမီနဲ့တခြားအဖွဲ့ဝင်တွေအားလုံးဟာအသက်ကြီးပြီးတယောက်ပြီးတယောက်တည်ဆုံသွားကြပါလိမ့်မယ်ဘရုတ်ကတော့သူတို့ရဲ့အုပ်ကူတွေကိုတစ်ခုပြီးတစ်ခုတူးပေးရင်သူတို့ရဲ့နောက်ဆုံးအချိန်တွေကိုစောင့်ကြည့်ပေးရင်းနဲ့ထာဝရရှင်ကျယ်ရေးမဲ့သူဖြစ်လာလိမ့်မယ်သူဟာဒုတိယမြောက်အဖွဲ့သားတွေကိုပါထပ်ပြီးဆုံးဖြတ်ရအောင်မဲ့ကညမာစိုးကြီးကိုရင်ဆိုင်ရအောင်ပါစက်သိမ်းမှာတော့ဘရုတ်ဟာလူဖီရဲ့အုပ်ကူပေါ်မှာဟောင်းနှံ့နေတဲ့ကော်ရုပ်အထုပ်ကိုတင်ပေးခဲ့မယ်တငယ်ချင်းတွေတယောက်ပြီးတယောက်တည်ဆုံသွားချိန်မှာသူ့မှာမျက်ရည်ကျဖို့မျက်လုံးမရှိပေမဲ့သူ့ရဲ့တရောတန်ကငိုကြွေးနေလိမ့်မယ်လူဖီတို့ရဲ့စကားတန်တွေဟာတုံးတိုင်းရတဲ့မှာပဲကျင်းရင်ခဲ့ပါတယ်သူတယောက်တည်းကျင်းတဲ့ကဘာကြီးထဲမှာအဲ့ဒီအတန်လေးတွေကပဲသူ့ရဲ့တခုတည်းတော့အဖို့ဖြစ်နေပါလိမ့်မယ်သူ့ရဲ့ဘင်းစာကေတရှိတဲ့ကမနှက်ဖြန်မှာပြင်းသွင်းကြမယ်ဆိုတဲ့စာသားဟာသူ့အတွက်တော့ထာဝရမလာတော့မဲ့မနှက်ဖြန်ပါအဖွဲ့သားတွေအလုံးတည်ဆုံးချိန်မှာဘရုတ်ဟာအုံမင်းရော်မဲ့အသားရည်မရှိတော့တာကြောင့်သူဟာမသိမျိုးကျင်တဲ့တင်သူဖြစ်နေပါပြီသူဟာလူဗီတို့ရဲ့အကူရှိမှတရောထုတ်ရင်ငါတို့ရဲ့ကပတိန်ဟာကဘာကြီးကိုဘယ်လိုလွတ်လပ်ခွင့်ပေးခဲ့လဲဆိုတာကိုပုံပြင်ပြနေတဲ့ဟစ်စီတေလာဖြစ်နေပဲထာဝရကျင်းနေခဲ့မှာပါဒီတီယိုတွေကိုဖတ်ပြီးချင်းကျွန်တော်လည်းတော်တော်လေးဝမ်းနည်းခဲ့ရပါသေးတယ်ဒါကတီယိုရီဆိုတာတဲ့တကယ်ဖြစ်လာမယ့်အရာတွေပါအိုဒါကတော့ဇသိန်းကိုအခုလိုမျိုးဝမ်းနည်းစရာမျိုးတွေရိုက်မပြပေမဲ့သူကတော့အခုလိုမျိုးဆိုင်ရမှာအမှန်ပဲနောက်ဆုံးတီယိုရီလေးမပြောခင်မှာကျွန်တော် channel လေးကို subscribe လုပ်ပေးကြဖို့တောင်းဆိုပါတယ် brother တို့အလာကနေရတဲ့ subscribe လေးကကျွန်တော်အတွက်အရန်အသုံးဝင်တဲ့အရာလေးဖြစ်သွားတာမို့ပါဒါဆိုရင်နောက်တစ်ခုကိုတွားလိုက်ရအောင် The Living Weapon Theory လူဖီဟာအီမူကိုအနိုင်ယူပြီးကဘာကြီးကိုကယ်နေလိမ့်မယ်လို့အားလုံးကထင်နေကြပါတယ်တကယ်တော့လူဖီရဲ့အောင်ပွဲဟာအီမူဆာမအလိုချင်ဆုံးလက်နက်ကိုဖန်တီးပြလိုက်တာပါဒီ theory ကလူဖီဟာကဘာကြီးကိုဖျက်ဆီးပစ်မဲ့စက်ရုပ်တရုပ်အဖြစ်ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုပြပြပြီးသွားမှာပါဘယ်ကပဲပြောခဲ့သလိုပဲဒီရထုဆိုတာလူသားတွေရဲ့ဆန္ဒကနေဖြစ်ပေါ်လာတာပါအီမူကလည်းဒါကိုတီးထားပါတယ်အီမူဟာလွန်ခဲ့တဲ့နှစ်ပေါင်း800ခန့်ကနီကာအတီကိုမဖျက်ဆီးနိုင်ခဲ့တာမဟုတ်ဘဲအတီကိုစောင့်ကြည့်နေခဲ့တာပါအတီကအဝေးကနေဖြစ်လာတဲ့အချိန်မှာအီမူစီမှာရှိတဲ့မာတာဖလိန်ဒါမှမဟုတ်ရှေးရောက်နည်းပညာတစ်ခုကလူဖီရဲ့အတီစိတ်ကိုကွန်ထရိုးလုပ်လိုက်တာပါလူဖီဟာလူဆိုးဖြစ်ခြင်းလို့ဖြစ်တာမဟုတ်ဘဲသူ့ရဲ့ခန္ဓာကိုယ်ကိုသူကိုယ်တိုင်မပိုင်တော့တာပါအီမူကလူဖီကိုအဝေးထိတ်ခလုံးနဲ့ထိန်းချုပ်ပြီးသူဖျက်ဆီးခြင်းတဲ့နိုင်ငံတွေကိုလူဖီရဲ့ဂီယာဖိုင်ဆွမ်းနဲ့တွားဖျက်ဆီးခိုင်းတာမျိုးပါလူဖီရဲ့မျက်နှာကရည်နေပေမဲ့သူ့ရဲ့မျက်လုံးမှာတော့မျက်ရည်တွေကျနေလိမ့်မယ်သူချစ်တဲ့ပုဂ္ဂိုလ်တွေတငယ်ချင်းတွေကိုသူ့လက်နဲ့ပြတ်တက်နေရတဲ့အသေးသေးမဲ့လက်နက်ကြီးတစ်ခုဖြစ်သွားတာပါဒါဟာမကောင်းဆုံးဖြစ်တာတဲ့ပိုပြီးကြောက်ဖို့ကောင်းတဲ့အရာပါဇလန်အဆုံးမှာစတော့ဟက်အဖွဲ့သားရင်ဆိုင်ရမှာကအီမူမဟုတ်ပါဘူးအီမူရဲ့လက်ထဲမှာအယုတ်တစ်ခုလိုဖြစ်နေတဲ့သူတို့ရဲ့ကပတိန်လူဖီကိုပြန်တက်မလားဒါမှမဟုတ်လူဖီရဲ့လက်ထဲမှာပဲအသေးခံမလားဆိုတဲ့ရွေးချယ်မှုတစ်ခုပါဒါဟာ One Piece ရဲ့ကြောက်စရာကောင်းဆုံးသတင်းဖြစ်လာနိုင်ပါတယ်ဒီ theory ကိုရေးခဲ့တဲ့သူက One Piece အပြင်တခြား anime တွေကိုလည်းအခုလို creepy ဖြစ်တဲ့ပုံစံမျိုးဒါမှမဟုတ် side story ဆိုပြီး creepy ပုံစံမျိုးတွေရေးသားတဲ့နေရာမှာနာမည်ကြီးတဲ့သူပါအခုပြပြခဲ့တဲ့ theory အားလုံးကိုပြည့်ကြည့်မယ်ဆိုရင် One Piece ဆိုတာကျွန်တော်တို့ထင်တယ်လို့ပျော်စရာကောင်းတဲ့စကားငန်းတစ်ခုမဟုတ်တော့ပါဘူးလူဖီပိုက်ရွေခွင့်ဖြစ်သွားချိန်မှာသူ့ဘေးနားမှာဘယ်သူတွေကြံနေခဲ့မလဲသူကိုယ်တိုင်ကရောလူသားတစ်ယောက်အနေနဲ့အပြုံးမပြတ်ရှိနေအောင်မလားဒါမှမဟုတ်အတိတ်ကဂျိုးပွိုင်လို့အီမူရဲ့အနိုင်ပိုင်းတာကိုခံရမလားဆိုတာကတော့စောင့်ကြည့်ရအောင်ပါဘာပဲဖြစ်ဖြစ်ဒါတွေကလည်း theory ဆိုရတဲ့ creepy ဆန်ဆန်ပြောထားတဲ့ that theory မို့လို့အန်တန်သိမ့်မဲ့အနေနဲ့ပဲကြည့်ရှုပေးဖို့တောင်းဆိုပါတယ်ဘရာတို့လည်းကျွန်တော်ခုပြောတဲ့ theory တွေကိုဘယ်လိုထင်လဲဆိုတာ comment မှာဆွေးနွေးပေးခဲ့လို့ရပါတယ် channel လေးကိုလည်း subscribe လေးလုပ်ပေးဖို့မမေ့ကြပါနဲ့ဦးနော်ဒီထက်ပိုကောင်းတဲ့ content တွေနဲ့ပြန်လာခဲ့ပါမယ်ကျွန်တော်နာမည်ကတော့ယိုယိုပါကဲဒါဆိုရင်မီနာဆန်အာရီဂါတိုဂိုဇိုင်မတ်